ဒီမှာပေါ့နော်ဒီ comment လေးမှတ်ထားပါတယ်ဒီပုံလေးနှစ်ပုံဆွဲထားလိုက်တော့ကျွန်တော်ဆွဲပြီးမှလည်းဖြစ်ပါတယ်စဆွဲပါပြီဒါလေးကဆွဲပြီးပေါ့နော်ဒါလေးကိုရောက်ရှမ်းမှာဖြစ်ပါတယ်ပြီးတော့ဆွဲလေးနဲ့အမကလည်းပြပါပေးတာဆိုပြည်သားလို့ဆက်ဆိုကြပါတော့ဒါဆိုရဆိုပြပါပြီယူလို့လည်းကံဘာပုံစံအမလဲဆို comment မှာမဲခဲ့အောင်နော်ဒီ comment မှာမဲခဲ့နော်မဲခဲ့ကြနော်like လေးပြခဲ့ကြပါလို့ပါကြတာ